တွင်းနဲ့ကြီးမြည်တယ်ပထမဆုံးနားဆင်ရမှာကတော့စကြဝဠာရဲ့ကြောက်မက်ဖွယ်အကောင်ဆုံးတရားလို့တင်စားထားတဲ့ဗလဟိုးကြီးတစ်ခုရဲ့အတန်ပါဒါဟာကဘာကနဲ့အလင်းနဲ့တန်း240ဝေးကွာတဲ့ဖာစီရဲ့ဂလက်ဆီအစုဝေးရဲ့ဗဟိုမှာရှိတဲ့အေယားမတွင်းနဲ့ကြီးစီကရခဲ့တာပါပုံမှန်ဆိုရင်တွင်းနဲ့ကြီးတွေကအလင်းကိုတောင်ဆုပ်ယူပစ်တဲ့အတွက်ဘာအတန်မှမကြားရပါဘူးဒါပေမဲ့ဒီတွင်းနဲ့ကြီးကသူ့ဘေးပတ်ဝန်းကျင်ကဓာတ်ငွေ့တွေကိုဝါမျိုးတဲ့အခါဖြစ်ပေါ်လာတဲ့အေယားမဖိအားလိုင်းတွေကို NASA ကဖမ်းယူနိုင်ခဲ့တာပါဒီတန်ဟာတကယ်တမ်းတော့စန္ဒယာခလုတ်တွေရဲ့အလဲကမတဲစီထက်58ဆင့်နှိမ့်နဲ့လူသားတွေဘလို့မှမကြားနိုင်တဲ့အတန်လှိုင်းပါအခုကျွန်တော်တို့ကြားရအောင်အစာပေါင်းများစွာမြင့်တင်ထားရတာဖြစ်ပါတယ်နားထောင်ကြည့်ပါဒါဟာတာမန်လေတိုးတံမဟုတ်ပါဘူးငဲကန်းဝါကတရဝါကြီးတကောင်ဗိုက်စာလို့ညီးတွားနေတယ်လို့မျိုးနဲ့မတူဘူးလား